ရပ်ဖြစ်၈ပါးဆိုတာဖရာပွင့်နေတဲ့အချိန်မှာ၁ငရဲမှာဖြစ်နေခြင်း၂တိရစ္ဆာန်ဖြစ်နေခြင်း၃ပြိတ္တာဖြစ်နေခြင်း၄တက်တန်းရှိတဲ့ရုပ်မဲ့နာမဲ့ရှုပ်တာရှိတဲ့မြမနန္တာရှိတဲ့မြမမျိုးဖြစ်နေခြင်း၅ဖရာတရားနဲ့ဝေးလံတဲ့တောခြုံကြားဒေသများမှာတွားရောက်ပြီးတော့ဖြစ်ပေါ်နေခြင်းနဲ့၆အယူမဝါဒမှားယွင်းနေခြင်းခွန်အသိဉာဏ်ကင်းမဲ့သူဖြစ်ခြင်းဘုရားပွင့်နေတဲ့အချိန်မှာဘုရားဘယ်လိုပွင့်ဒီပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့အဆုံးအမရဖို့ခွင့်လမ်းမရှိတော့နောက်တစ်ယောက်ကတော့အသိဉာဏ်ရှိတဲ့လူတော့ဖြစ်ပါရဲ့အဲ့ဒီအချိန်မှာဘုရားမပွင့်ဘူးနိဗ္ဗာန်ရောက်ကြောင်းတရားကြားနာရဖို့ခွင့်မရှိဘူးခွင့်ရဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်၈ယောက်ရှိတယ်ဒါကိုဩကတထဲမှာရပြည့်၈ပါးအပေ၄ပါးကတ်၃ပါးရပြည့်၈ပါးနဲ့ဆိုပြီးလူတွေဆုတောင်းနေကြကိုယ့်ကိုစဉ်းစားကြည့်ခုရပြည့်၈ပါးကိုလွတ်နေသလားလွတ်နေရင်အခွင့်ကောင်းရနေပြီအခွင့်ကောင်းရနေတဲ့အချိန်လေးမှာလူတိုင်းဟာအခွင့်အရေးကိုအခွင့်အရေးမှန်သိရလားလို့ဆိုမသိသေးဘူးဘာလို့လဲရွှေတူးရအောင်မှာရွှေထဲမှာရွှေဆင်းရ